မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့လူဘဝရဲ့အထီးကျန်ဆံမှုမျောလင့်မထားတဲ့ကံကြမ္မာအချိုးအကွေတွေနဲ့အတူညီတဲ့ယဉ်ကျေးမှုနှစ်ခုကြားကနူးညံ့သိမ်မွေ့တဲ့ဆက်နွယ်မှုတွေကိုပုံဖော်ရိုက်ကူးထားတဲ့ Last Life in the Universe ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားကတည်ခြင်းတရားကိုလိုလားနေတဲ့ဂျပန်အမျိုးသားတစ်ယောက်နဲ့ဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းနေတဲ့ထိုင်းအမျိုးသမီးတစ်ယောက်ရဲ့ကံကြမ္မာတွေဘယ်လိုစုံစည်းသွားလဲဆိုတာကိုကြည့်ရှုသူတွေရဲ့နှလုံးသားထဲမှာစီးဝင်သွားအောင်ဆွဲဆောင်သွားနိုင်မယ်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်ဇလန်းအစမှာတော့ကန်ကြီးလို့ခေါ်တဲ့ဂျပန်လူမျိုးစာကြီးတိုင်မှုလေးတစ်ယောက်ရဲ့နေစဉ်ဘဝကိုစတင်မြင်တွေ့ရမှာပါကန်ကြီးကဘန်ကောက်မြို့မှာနေထိုင်ပြီးဂျပန်ဖောင်ဒေးရှင်းစာကြီးတိုင်မှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါသူ့ရဲ့အခန်းထဲမှာစာအုပ်တွေကိုအရွယ်စားသူအမျိုးစားသူစီစီရီရီတင်ထားတာပကံခွဲရောက်တွေကိုနေ့အလိုက်စာတန်းကပ်ပြီးသုံးဆွဲတာတွေကိုကြည့်ရင်သူ့ရဲ့စိတ်နေစိတ်ထားကိုခံမှန်းကြည့်လို့ရနိုင်ပါတယ်ဒါပေမဲ့ကန်ကြီးရဲ့စိတ်ထဲမှာအမြဲတမ်းကြီးစိုးနေတဲ့အရာတစ်ခုကတော့တည်ခြင်းတရားပါပဲသူ့အတွက်တော့တည်ခြင်းဆိုတာထိတ်လန့်စရာမဟုတ်ပဲအနားယူခြင်းတစ်မျိုးလို့ခံယူထားသူပါစာအုပ်တွေထဲမှာရေးထားသလိုပဲတည်လိုက်ရင်အီးမေးလ်တွေစစ်ဆေးရမလို့တော့ဘူးတယ်လီဖုန်းတွေလည်းပြောစရာမလိုတော့ဘူးတရေးအေးလိုက်ရသလိုငြိမ်းချမ်းသွားမယ်လို့သူကယုံကြည်နေခဲ့ပါတယ်ဒါကြောင့်လည်းသူကကိုယ့်ဘုကိုအဆုံးစီရင်ဖို့အတွက်အမြဲတမ်းကြိုးစားလေးရှိပါတယ်တရက်မှာတော့ကန်ကြီးတယောက်အခန်းထဲမှာဆွဲကြိုးချဖို့အတွက်ပြင်ဆင်နေတဲ့အချိန်တကားပဲတိုင်ပြီးလာလို့သူ့ရဲ့အစီအစဉ်တွေလည်းပျက်စီးသွားခဲ့ရတယ်။ဝင်လာတဲ့သူကတော့ဂျပန်မှာယာကူဇာခိုင်းဝင်တစ်ယောက်ဖြစ်ပြီးပြဿနာတစ်ခုကြောင့်ခိုင်းနိုင်ငံကိုထွက်ပြေးလာတဲ့အကိုဖြစ်သူယူကီယိုပဲဖြစ်ပါတယ်။အကိုဖြစ်သူရောက်လာတော့ကန်ကြီးရဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းလေးကရုတ်တရက်စူညံပေါ်လို့ရိုက်သွားတော့တယ်။ကန်ကြီးကတော့သူ့ကိုရဲ့စူပူမှုတွေရှုပ်ပွားမှုတွေကိုကြည့်ပြီးစိတ်ရှုပ်နေခဲ့ရတယ်။ယူကီယိုကသူ့ညီဆွဲကြိုးချဖို့ပြင်ဆင်ထားတာကိုရိပ်မိပေမဲ့လည်းအရေးတယူမလုပ်ပဲကိုတတ်သေးဖို့စူးစမ်းနေတော့လားဆိုပြီးပေါ်ပေါ်တန်တန်ပဲပြောဆိုနေခဲ့တယ်။ဇလိုင်းရဲ့အချိုးကွေးကတော့ယူကီယိုရဲ့ပြဿနာကကန်ကြီးအခန်းကိုလိုက်လာတဲ့အချိန်မှာစတင်ထားပါတယ်။ဒီညမှာယူကီယိုရဲ့တငယ်ချင်းဖြစ်သူတာကာရှိရောက်လာပြီးလုံးကျန်သွားတဲ့အချိန်မှာကန်ကြီးကတော့တနက်တက်လက်နဲ့ကိုတတ်သေးဖို့စူးစမ်းနေတဲ့အချိန်ကြိုက်ကြီးဖြစ်သွားခဲ့တယ်။အခန်းထဲမှာတနက်တန်နေစူညံသွားပြီးနောက်တော့သူ့ရဲ့အကိုယူကီယိုကသူ့ရဲ့နေမှာလဲကျသေးဆုံးနေပြီးလုံးကျန်သူကကန်ကြီးကိုပါတတ်ဖို့အတွက်ကောက်ချိန်လိုက်တယ်။ကန်ကြီးလည်းကြောက်ဝါလာနဲ့လက်ထဲကင်ထားတဲ့တနက်နဲ့ပြေးလိုက်မိရာကနေလုံးကျန်သူပါတည်ဆုံးသွားခဲ့တယ်။တခဏလေးအတွင်းမှာပဲသူ့ရဲ့တက်ရက်နေတဲ့အခန်းလေးကအလောင်းနှလောင်းနဲ့သွေးတွေပြန်ကျဲနေတဲ့ရဲခန်းတစ်ခုလိုဖြစ်သွားတော့တယ်။ဒီစိတ်တန်ရာတွေနဲ့ကန်ကြီးတယောက်အင်ကနေထွက်ပြေးလာပြီးဒီတစ်ခါတော့တကယ်သေးမှဖြစ်တော့မယ်ဆိုတဲ့အတွေ့နဲ့တရားလက်ရန်ဘုတ်ကိုတက်ပြီးခုံချဖို့ပြင်ဆင်လိုက်တော့တယ်။အဲ့ဒီအချိန်မှာပဲတရားဘုတ်ကိုကားစီမောင်းဝင်လာတဲ့အထက်မှာညီမနှစ်ယောက်ဖြစ်တဲ့နိုင်နဲ့နှစ်တို့နှစ်ယောက်ကအကြီးအကျယ်စကားများရန်ဖြစ်နေခဲ့ကြတယ်။အဓိကပြဿနာကတော့ဂျွန်းဆိုတဲ့ယောက်ျားတစ်ယောက်ကြောင့်ပါ။နိုင်ငံသူ့ကောင်လေးဂျွန်းနဲ့ဖောက်ပြန်နေတဲ့ညီမဖြစ်သူနှစ်ကိုဒေါသတကြီးမရင်ပြဿနာတွေတော်တော်လေးကြီးသွားခဲ့တယ်။ဒေါသထွက်နေတဲ့နိုင်ငံကားကိုရုတ်တရက်ရက်ပြီးညီမဖြစ်သူနှစ်ကိုကားပေါ်ကနေမောင်းချပစ်လိုက်တယ်။ဒီတယောက်ကားပေါ်ကနေဆင်းလာပြီးလမ်းလျှောက်လာရင်တရားနဲ့ရဲဘော်ရောက်နေတဲ့ကန်ကြီးကိုမြင်သွားခဲ့တယ်။ကန်ကြီးကလည်းသူ့ကိုကြည့်နေတဲ့ကောင်မလေးကိုပြန်ကြည့်နေတော့မှပဲအရှိန်မထိန်နိုင်တဲ့ကားစီကလမ်းဘေးမှာရပ်နေတဲ့နှစ်ကိုဝေတိုက်မိသွားတော့တယ်။မျက်စိရှိမှရင်နှစ်တယောက်ကားတိုက်ခံရလို့ပွဲချင်းပြီးတေဆုံးသွားတာကိုကန်ကြီးလည်းမြင်လိုက်ရတယ်။နိုင်လဲကားပေါ်ကဆင်းပြေးလာပြီးသူ့ရိုက်ထဲမှာလဲနေတဲ့ညီမလေးကိုပွေးဖက်ပြီးကိုကျွေးပါတော့တယ်။ကန်ကြီးကတော့တရားလက်ရန်ပေါ်ကနေဒီမြင်ကွဲကိုကြောင်ပြီးကြည့်နေခဲ့တယ်။ကိုတတ်တည်ဖို့ကြိုးစားနေတဲ့သူကမသေးပဲဘဝကိုရှင်းတန်ကြည့်နေတဲ့လူငယ်တစ်ယောက်ကတော့မမျှော်လင့်ပဲအသက်ဆုံးရှုံးသွားခဲ့ရတယ်။ဒီလိုနဲ့ကန်ကြီးနဲ့နွိုင်းတို့နှစ်ယောက်ကမတူညီတဲ့အကြောင်းပြချက်တွေတူညီတဲ့ဆုံးရှုံးမှုတွေနဲ့ကန်ကြမ္မာရဲ့ဆုံမှတ်တစ်ခုမှာထိတ်တိုက်တွေးဆုံလိုက်ကြတယ်။ကန်ကြီးကတော့လူသတ်မှုကျူးလွန်ထားတဲ့သူ့ရဲ့အခန်းကိုပြန်ဖို့မဖြစ်နိုင်တော့နိုင်ရဲ့အိမ်ကိုလိုက်သွားဖို့ပဲဆုံးဖြတ်ထားလိုက်တော့တယ်။နိုင်ရဲ့အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့ကန်ကြီးအတွက်နောက်ထပ်စိတ်ဒုက္ခတစ်ခုနဲ့ထပ်ကြုံလိုက်ရတော့တယ်။ကန်ကြီးဆိုတာကအရာရာကိုတန်ရှင်းတက်ရက်နေမှနေတတ်တဲ့သူဖုံမှုတမုံတော့အမြင်မခံတဲ့သူပါဒါပေမဲ့နိုင်ရဲ့အိမ်ကတော့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေခဲ့တယ်အိမ်ထဲမှာအဝိစားတွေကပုံနာတပုံဒီနာတပုံပကံတွေကလည်းအစည်းပဲထားတာကြားနေပုံရသလိုအမိုက်တွေကလည်းရှုပ်ပွားနေခဲ့တယ်ကန်ကြီးရဲ့မျက်လုံးထဲမှာတော့ဒီအိမ်ကသူနေတဲ့အိမ်ထဲတောင်မတူပဲအမိုက်ပုံကြီးတစ်ခုလိုဖြစ်နေခဲ့တယ်နိုင်ကတော့သူညမဆုံးသွားတဲ့ဝမ်းနေမှုရဲ့ပင်ပန်းနွမ်းနေမှုတွေကြောင့်ဆိုဖာပေါ်မှာမှိုင်ပြီးထိုင်နေခဲ့တယ်ကန်ကြီးကနိုင်ကိုကြည့်ပြီးတနာစိတ်ပဲဝင်သွားသလားဒါမှမဟုတ်သူ့ရဲ့တန်ရှင်းရဲ့လှုပ်ချင်နေတဲ့စိတ်ယောဂပဲထားလာသလားဆိုတာတော့မပြောတတ်ပါဘူးချက်ချင်းပဲအိမ်ကိုတန်ရှင်းရေးတွေစလုပ်တော့တယ်ပကံတွေဆေးတယ်ကျန်းတွေတိုက်တယ်
ပစ္စည်းတွေကိုစီစီရီရီပြန်ထားလိုက်တယ်။နိုင်ကတရေအိပ်ပျော်သွားပြီးပြန်နိုးလာတဲ့အချိန်မှာတော့သူအိမ်ကိုသူမမှန်းမိနိုင်လို့လောက်အောင်ဖြစ်သွားခဲ့ရတယ်။အရင်ရှုပ်ပွားနေတဲ့အင်ကြီးကကန်ကြီးရဲ့လက်ရနဲ့ပြောင်းလဲတောက်ပါပြီးတက်ရက်နေခဲ့တယ်။ကိုเจ้าကိုတည်နေတဲ့ကန်ကြီးကတော့နိုင်ရဲ့အိမ်မှာပဲဆက်နေဖို့ဆုံးဖြတ်ထားရင်အိမ်မြောင်လေးတစ်ကောင်ကိုမြင်တိုင်းသူဖတ်ပိုးတဲ့ပုံမြင်စာအုပ်လေးကိုတတိယမိနေခဲ့တယ်။ဇလန်းတွေကအိမ်မြောင်လေးလိုပဲသူလည်းဒီကဘာကြီးမှာတစ်ကောင်နဲ့ကြံရည်သလိုခံစားနေခဲ့ရတယ်။တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ကြားမှာနားလည်မှုတစ်ခုတိဆောက်ရင်နိုင်ကမကြခင်မှာအိုဆာကာကိုသွားပြီးအလုပ်လုပ်ဖို့ပြင်ဆင်နေတာဖြစ်လို့ဂျပန်စာတွေလေးလာနေကြောင်းသိလိုက်ရတယ်။ဂျပန်ကထွက်ပြေးကျင်နေတဲ့ကန်ကြီးနဲ့ဂျပန်ကိုသွားကျင်နေတဲ့နိုင်တို့နှစ်ယောက်ရဲ့ကန်ကြမ္မာက69အခြေအနေတွေနဲ့စုံစည်းပေးထားသလိုဖြစ်နေခဲ့တယ်။ကန်ကြီးတရားနိုင်အိမ်မှာပဲဆက်နေရင်သူ့ရဲ့စိတ်ထဲမှာရင်ရောင်နေတာတွေရှိလာခဲ့တယ်။တခါတလေနိုင်ကိုကြည့်လိုက်ရင်တေဆုံးသွားတဲ့ညမလေးနိကိုပဲမြင်အောင်လာသလိုလိုသူ့ရဲ့အိမ်ကအလောင်းတွေကိုပဲပြန်မြင်အောင်နေသလိုလိုနဲ့စိတ်တွေကြောင်ချောက်ကြားစဖြစ်လာခဲ့တယ်။နိုင်ရဲ့ရှုပ်ပွားနေတဲ့အိမ်လေးကကန်ကြီးလက်ရနဲ့တိုက်ရိုက်တန်ရှင်းသွားပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကြားကဆက်ဆက်ရေးကလည်းပိုပြီးနှွေးထွေးလာခဲ့တယ်။နိုင်ရဲ့ရှိသားဟောင်းဂျုံရောက်ချလာတဲ့အချိန်မှာတော့ဂျပန်ကောင်နဲ့ TPP လာဆိုရဲစော်ကားမော်ကားမေးကုန်တွေမိသလိုအတင်းအားမတွေပြန်ခေါ်ဖို့စူးစမ်းနေပေမဲ့နိုင်ကတော့ပြက်ပြက်တတ်တာပဲငင်းလှော်ပြလိုက်တယ်။ဘန်ကောက်ကလူတက်မှုတွေဖြစ်ထားတဲ့ကန်ကြီးရဲ့တိုက်ခန်းမှာလည်းယာကူဇာကိုင်းသားတွေကအသေးတန်လိုက်ရှာနေခဲ့ကြတယ်။ကန်ကြီးကတော့ဒါတွေကိုမသိပဲနိုင်နဲ့အတူတူဘန်ကောက်ကိုပြန်တက်လာခဲ့တယ်။အတိကကတော့နိုင်လေးစိတ်မသွားခင်ကန်ကြီးရဲ့တိုက်ခန်းကိုဝင်ပြီးပစ္စည်းတချို့ယူဖို့ပါ။ကားမောင်းလာတဲ့လမ်းတစ်လျှောက်မှာသူတို့နှစ်ယောက်ကြားကဘာသာစကားအခက်အခဲတွေရှိပေမဲ့နားလည်မှုတွေကတော့အပြည့်ရှိနေလို့ကြည်နူးစရာအခိုက်အတန့်လေးတွေဖြစ်နေခဲ့ကြတယ်။နိုင်ရဲ့ရှိသားဟောင်းကျုံကလည်းမကျေနပ်ချက်တွေနဲ့သူတို့ကိုလိုက်ရှာနေသလိုယာကူဇာကိုင်းတွေကလည်းကန်ကြီးအိမ်ရောက်လာခဲ့ကြတယ်။ကန်ကြီးတရားနိုင်နဲ့အတူဂျပန်ကိုပြန်လိုက်သွားဖို့ဆုံးဖြတ်ချက်ချပြီးသူရဲ့ passport နဲ့ပစ္စည်းတွေယူဖို့တိုက်ခန်းပေါ်ကိုတက်သွားတဲ့အချိန်ကတော့ဒီဇလန်ရဲ့အထွတ်ထိပ်ဆုံးဖြတ်ချက်ကိုဦးတည်သွားစေတော့မဲ့အချိန်ပဲဖြစ်ပါတယ်။အခန်းအကားကိုဖွင့်လိုက်တာနဲ့ကန်ကြီးကိုစီးကြိုနေတဲ့အရာကတော့ပုတ်ဆော်လန်နေတဲ့အလောင်းနှလောင်းနဲ့သွေးညီနှံနေပါပဲ။အရင်ကတက်ရက်ခဲ့တဲ့သူ့ကဘာလေးကအခုတော့ငရဲကန်တစ်ခုလိုဖြစ်နေလို့ကန်ကြီးလက်စိတ်ကိုတင်ပြီးလိုအပ်တဲ့ passport နဲ့ပစ္စည်းတချို့ကိုကမန်းကနန်းကောက်ထည့်လိုက်တယ်။ဒီအချိန်မှာသူလှုပ်ဆောင်လိုက်တဲ့ထူးခြားဆုံးအပြုအမူကတော့စီစီရီရီတင်ထားတဲ့စာအုပ်တွေကိုတမေတကာတိုက်ချပြီးဖွာလန်ကျအောင်လုပ်ပစ်လိုက်တာပါပဲ။ဒါကသူ့ရဲ့စိတ်အဆွဲလန်း OCD ဘဝဟောင်းကိုဆုံးလွတ်လိုက်ပြီဆိုတဲ့သဘောလေးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကန်ဂျမာကကန်ကြီးဘက်မှာရှိမနေလို့သူ့ရဲ့အခန်းထဲကိုကြိုရောက်လာပြီးမကြခင်ပါပဲ။ရှာကူဆောင်ငင်းတွေပါထက်ရောက်လာလို့ရုတ်တရက်ဆိုသလိုအခြေအနေတွေကထိမရသိမရဖြစ်သွားခဲ့တယ်။ဂျွန်ကလည်းဒေါသထွက်ရှာကူစာတွေကလည်းတနက်နဲ့ဆိုတော့အခန်းချင်းလေးတွေကပြစ်ခတ်မှုတွေကြောင့်မှဂျွန်တယောက်ပွဲချင်းပြီးဆုံးသွားခဲ့ရတယ်။ကန်ကြီးကတော့ဒီပယံပဒအခြေအနေတွေကြားကနေထွက်ပြေးဖို့ကြိုးစားတယ်လို့မပြေးဖို့ကြိုးစားတယ်လို့နဲ့မမဆောင်အခြေအနေတွေကြားမှာဇလန်းကကြီးရှုသူတွေအတွက်တွေးစရာပု္ပ္ပစာတစ်ပုဒ်ပေးပြီးအဆုံးသတ်သွားခဲ့တယ်။ဒါရိုက်တာကစက်သိန်းကိုပုံစံနှမျိုးနဲ့တပြိုင်နက်တည်းချပြခြင်းလိုပါပဲ။ပထမဆုံးမြင်ကွင်းတစ်ခုကတော့ကန်ကြီးတယောက်ထောင်လိုအချုပ်ခန်းလိုနေရာတစ်ခုမှာရောက်နေတာကိုတွေ့ရတယ်။ဒါကလက်တွေ့ဘဝဖြစ်နိုင်တယ်။အခန်းထဲမှာအလောင်းတွေနဲ့အတူမိသွားပြီးလူတက်မှုနဲ့အဖမ်းခံလိုက်ရတဲ့သဘောပါ။ဒုတိယမြင်ကွင်းမှာတော့ကျွန်တော်တို့မြင်ချင်နေတဲ့ပျော်ရွှင်စရာစက်သိန်းလေးပါ။ကန်ကြီးတယောက်နိုင်ရဲ့အိမ်ကိုရောက်သွားပြီးပြန်လည်စုံစည်းကြတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဇလန်းရဲ့အဆုံးမှာဒါဟာပျော်ရွှင်ချမ်းမြေ့မှုပါပဲဆိုတဲ့စာသားလေးနဲ့အတူကန်ကြီးရဲ့ကန်ကြမ္မာကိုပရိသတ်တွေစိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးထားခဲ့တယ်။ကန်ကြီးတယောက်ထောင်ထဲမှာပဲအထီးကျန်သွားစာသိမ်းသွားမလားဒါမှမဟုတ်နိုင်တဲ့အတူဂျပန်မှာမြန်မာပြည်ကတက်နစ်စာကိုတလနဲ့ရှာပြီး TikTok ကမြန်မာနဲ့ဂျပန်ပေါင်းဆက်ထားတဲ့ဂျမာတွေလိုပျော်ရွှင်စွာပေါင်းဖက်သွားမလားဆိုတော့ကြီးစုသူတွေရဲ့ခံစားမှုပေါ်မှာပဲမူတည်နေပါတယ်။တေချာတာတစ်ခုကတော့ကန်ကြီးတယောက်သူ့ဘဝမှာအထီးကျန်ခြင်းကနေလွတ်မြောက်ပြီးချစ်ချင်းမြတ်တာရဲ့တန်ဖိုးကိုနားလည်သွားခဲ့ပြီဆိုတာပါပဲ။သူမသေးခြင်းတော့ပါဘူး။သူရှင်တန်ခြင်းနေပါပြီ။ဒါပေမဲ့ကန်ဂျမာကသူ့ကိုခွင့်ပြုမလားဆိုတာကတော့ကိုယ့်ဘာသာပဲဆက်တွေးဖို့ချန်ခဲ့ရင်ဇာလန်လေးလည်းပြီးဆုံးသွားပါပြီ။ဒီစကားလေးမှာပေးခြင်းတဲ့ message ကတော့ထိုင်းမာတွေညစ်ပတ်ပြီးဒီဟုန်းချင်းတွေကတော့တန့်နေဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။